လာမြရမ်ဇန်ဟာဒူအာကဘူလ်ဖြစ်တဲ့လဖြစ်တယ်အချိန်နှစ်ချိန်မှာအထူးသဖြင့်ဒူအာကဘူလ်ဖြစ်တယ်တာဟဂျွတ်အချိန်နဲ့ဝါမဖြေခင်အချိန်အဲ့ဒီအချိန်နှစ်ချိန်မှာဒူအာကိုဆွဲဆွဲမြဲမြဲနဲ့တောင်းမှုကြိုးစားပါကျွန်တော်တို့ရဲ့လိုအပ်ချက်တွေရှိတယ်ကျွန်တော်တို့ရဲ့အခက်အခဲတွေရှိတယ်အင်ဂျီမရှိတဲ့ယာမရှိတဲ့နိုင်ငံမဲ့နေတဲ့ကျွန်တော်တို့ရဲ့ညီနောင်တွေရဲ့လိုအပ်ချက်တွေရှိတယ်စစ်တလင်းထဲမှာပိတ်နေတဲ့ညီနောင်တွေရဲ့လိုအပ်ချက်တွေရှိတယ်သူတို့အတွက်ကျွန်တော်တို့ဒူအာတွေတောင်းဒူအာနှစ်ချိန်မှာတော့အနှိမ့်ဆုံးဆွဲဆွဲမြဲမြဲနဲ့တောင်းမှုကြိုးစားရမယ်တခုကတော့ဆဟရီအချိန်မကုန်ခင်တာဟဂျွတ်အချိန်နောက်တစ်ခုကတော့အစ်ဖတာရီမလုပ်ခင်အချိန်ဘယ်နှခုရှိပါလိမ့်လဲဗျသုံးခုနံပါတ်၄ပြောပြီးကျွန်တော်အဆုံးသတ်မယ်တမန်တော်မြတ်ဆလလာလဟ်အလိုင်းဝါဆလမ်ဟဒီသ်တော်ထဲမှာဒီရမဒန်လကိုရှာဟရုလ်မူဝါဆာတ်လို့ခေါ်တယ်မျှတမှုတွေကိုချင်းစာတရားတွေမျှဝေခံစားတတ်တဲ့စိတ်ဓာတ်တွေထားတဲ့လပဲအဲ့ဒီအတွက်ကြောင့်ဆဟာဘာတွေရဲ့အမလက်ရှိခဲ့တယ်အထူးသဖြင့်လမြရမ်ဇန်မှာဇကတ်ကိုပေးကြဒီနားတစ်ဝိုက်မှာတချို့သူတွေရှိတယ်ပြောရင်တော့ဟိုဘာဖြစ်မယ်ကဒ်ဒါဆိုရင်လည်းဒီ29ရက်ကိုကဒ်ဒါလို့ဘယ်သူပြောလဲလို့ဖြာအယိုးမရှိတိုင်းអော်တယ်ကျွန်တော်တို့ကကိုဘယ်တော့က29ရက်အတိအကျလို့ပြောလာပါကြားဘူးလားပါပြီးတော့ရမဒန်လမှာတဲ့ဇကတ်ကိုဘယ်သူကပေးခိုင်းလဲကျွန်တော်တို့ကကိုခင်ဗျားတို့ရမဒန်မှာပဲဇကတ်ပေးပါလို့ပြောဘူးလားပါမပြောဘူးလိုက်ကတ်တက်ပြီးအလုံးမရှိရင်ပြဿနာမရှိရင်မနေတတ်ဘူးအဲ့တော့ရမဒန်မှာများသောအဖြစ်ကျွန်တော်တို့ဘယ်အချိန်တစ်ထေးဖြစ်သွားလဲတော်တော်များများမသိဘူးအဲ့တော့လမြရမ်ဇန်မှာဇကတ်ထုတ်လို့ရှိတယ်တခုတော့မှတ်ထားပါဘယ်နေ့မှာထုတ်လဲဆိုတာကိုနှစ်စဉ်ကျွန်တော်တို့မှတ်ထားဗမာပြည်ရမဒန်တရက်ဆိုရင်နှစ်စဉ်တရက်ကြရင်ကျွန်တော်တို့ပိုင်ဆိုင်မှုတွက်ပြရအကုန်လုံးရမဒန်15ရက်ဆိုရင်နှစ်စဉ်15ရက်မှာပိုင်ဆိုင်မှုအားလုံးတွက်ရမယ်ဒါမှမဟုတ်ရမဒန်မတိုင်ခင်ရှာဘန်15ရက်မှာတွက်မယ်ရမဒန်မှာပေးမယ်ဆိုရင်လည်းပဲနှစ်စဉ်ရက်တရက်တော့ကျွန်တော်တို့ပိုင်ဆိုင်မှုအားလုံးကိုတွက်ဖို့အတွက်ဇကတ်ဘယ်လောက်တာဝန်ရှိလဲတွက်ဖို့အတွက်ကျွန်တော်တို့မှတ်ထားမယ်အဲ့ဒီဇကတ်ကိုပေးမယ်စကားလေးတစ်ခွန်းပြောပြီးတော့ကျွန်တော်တို့အဆုံးသတ်မယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာဇကတ်စားလို့မရဘဲနဲ့အခက်အခဲဖြစ်နေတဲ့လူတွေအများကြီးပဲကျွန်တော်တို့မှာဇကတ်ဆိုတဲ့တာဝန်တစ်ခုတည်းရှိတာမဟုတ်ဘူးဇကတ်ပြီးသွားရင်ပြီးသွားတာမဟုတ်ဘူးဇကတ်မှာအပကျွန်တော်တို့လူဒန်းစရာတွေလည်းပဲအစ္စလာမ်ကအများကြီးတတ်မှတ်ထားတဲ့လေလာဆိုတာလည်းပဲလူဒန်းမဲ့အရာပဲဟဒီသ်တော်ထဲမှာတမန်တော်မြတ်ကြီးဆလလာလဟ်အလိုင်းဝါဆလမ်မိန့်ကြားတော်မူတဲ့အင်နဖီလ်မာလီလဟက်ကန်ဇီဝဇကတ်ကျွန်တော်တို့ပိုင်ဆိုင်တဲ့ဥစ္စာပစ္စည်းမှာဇကတ်မှာအပနောက်ထပ်ပေးဆက်စရာတွေဝတ္တရားတွေရှိတယ်ဒါတွေကိုလည်းပဲကျွန်တော်တို့ဂရုစိုက်ပါတော်တော်များများမစအလာမေးတယ်ဆရာကျွန်တော်ဒီလူကတော့တအားဒုက္ခရောက်တယ်ကျွန်တော်ဇကတ်ပေးလို့မရဘူးဘိုင်ပေးလို့မရရင်လလာနဲ့ကူညီပါဇကတ်ကဒါအစ္စလာမ်ကကန့်တက်ထားတဲ့ကန့်တက်ချက်တစ်ခုဗမာတစ်ခုပြောပြီးကျွန်တော်အဆုံးသတ်မယ်တစ်ဖက်ကဆေးနဲ့တွန့်တုံမှုတစ်ဖက်ကရရောမှုဇကတ်ကအဲ့ဒီခလဲမှာရှိတဲ့အလဲစီးပဲလူတယောက်ကဇကတ်ပေးလိုက်ပြီဆိုရင်ဆေးနဲ့တွန့်တုံမှုတွေကနေထွက်သွားတယ်ဒါပေမဲ့ तू ကအလဲစီးမှာပဲရှိနေတယ်အဲ့ဒီဇကတ်အပြင်ဘလောက် तू ဟာလေလာတခြားဥစ္စာပစ္စည်းတွေဘလောက်သုံးဆွဲမလဲအဲ့လောက် तू ဟာရရောမှုရဲ့အတိုင်းဓာတ်တွေကိုဝင်သွားမယ်ဇကတ်ပေးခြင်းဟာရရောတဲ့စီးရင်ထဲမှာမပါသေးဘူးဇကတ်ပေးလိုက်တဲ့လူဟာဆေးနဲ့တွန့်တုံမှုရဲ့ဘောင်ထဲကနေလွတ်သွားတာတော့မှန်တယ်ရရောခြင်းရဲ့ဘောင်ထဲကိုရောက်ဖို့အတွက်ကဇကတ်မှာအပနောက်ထပ်တာဝန်ဝတ္တရားတွေရှိတယ်ဟဒီသ်တော်ထဲမှာတမန်တော်မြတ်ဆလလာလဟ်အလိုင်းဝါဆလမ်ကဒါကိုမိန့်နာပါရှာဟရုလ်မူဝါဆာတ်ဒီလဟာမျှဝေခံစားတဲ့လဖြစ်တယ်ကိုယ့်ရဲ့ဆွေမျိုးညာတကာတွေထဲမှာကိုယ့်ရဲ့မိသားစုတွေထဲမှာကိုယ့်ရဲ့အပေါင်းအသင်းရောင်းရင်းတွေထဲမှာကိုယ့်ရဲ့ပတ်ဝန်းကျင်ထဲမှာလူမသိသူမသိဒုက္ခရောက်နေတဲ့လူတွေဇကတ်ပေးပြီးဖြည့်ရှင်းလို့ရတဲ့လူတွေရှိသလိုဇကတ်ပေးပြီးတော့ဖြည့်ရှင်းလို့မရတဲ့လူတွေလည်းရှိတယ်အဲ့လိုလူတွေကိုလည်းပဲလစ်လာတွေခိုင်ရာတင်နေကျွန်တော်တို့အကူအညီပေးမယ်လမြရမ်ဇန်မှာလှုပ်ရှားအလုပ်တွေအများကြီးပဲအဲ့ဒီတဲကအလုပ်၄ခုကိုတော့ကျွန်တော်တို့ဇောက်ချပြီးလုပ်မယ်ဆိုရင်အင်ရှာလာဒီလဟာကျွန်တော်တို့အတွက်တန်ဖိုးရှိတဲ့လဖြစ်သွားမယ်ရိုဇာကိုအနှစ်သာရပြည့်ဝတဲ့အကုသိုလ်ရှောင်ကျင်တဲ့ရိုဇာဖြစ်ထားပါကျမ်းမြတ်ကုရ်အာန်ရဲ့တာဝန်ဝတ္တရားကိုခြေပွန်းပါကုရ်အာန်တီလာဝတ်လုပ်မယ်ညမှာတရာဝီမှာကုရ်အာန်ကိုကျွန်တော်တို့နားတော်တာဆင်မယ်ကုရ်အာန်ရဲ့အ내အဓိပ္ပာယ်တွေကျွန်တော်တို့စာအုပ်စာပေတွေမှာဖတ်မယ်လေ့လာမယ်ပြီးသွားရင်အနှိမ့်ဆုံးအချိန်2ချိန်မှာဆယ်ဒီမကုံခင်အချိန်နဲ့အစ်ဖတာရီမလုပ်ခင်အချိန်မှာဒူအာကိုဆွဲဆွဲမြဲမြဲကျွန်တော်တို့တောင်းမယ်ကိုယ့်အတွက်တောင်းမယ်အများအတွက်တောင်းမယ်နံပါတ်4အနေနဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုအတတ်နိုင်ဆုံးမျှဝေခံစားကြမယ်အင်ရှာလာဒီလမြရမ်ဇန်ဟာကျွန်တော်တို့အတွက်အကျိုးရှိတဲ့လမြရမ်ဇန်တစ်ခုဖြစ်သွားမယ်လို့ပြောရင်းနဲ့ပဲကျွန်တော်စကားကျွန်တော်ညီကုန်းချုပ်အပ်ပါတယ်အလ္လာဟ်ရှင်မြတ်သခင်လက်ခံတော်မူပါစေဝါအာခီရူဒါဝါနာ